Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The King လို့ခေါ်ပါတယ်ဒီနေ့မှာတော့ Hardcore War လေးကိုကျွန်တော်စတင်ပြီးထောင်သွားမှာဖြစ်ပါတယ်အခု Hardcore War လေးတော့ရက်100လို့မသိကြဘူးတင်လည်းတည်သွားနိုင်တယ်ကျွန်တော်အဲ့လောက်ကြီးမကျွမ်းဘူးပေါ့နော်ကျွန်တော် Java လည်းမထည့်တော့ဘူးဒါရင်တော့ shader လေးနဲ့ပုံမှန်လေးပဲစောင့်မယ် Okay let's go ခဏစောင့်လိုက်မယ် Okay တော့စတင်ပြီးကျွန်တော် spawn လာပြီဖြစ်ပါတယ်ဒါ spool ဘူးအတော်ကြီးပေါ့နော် Okay ဒီမှာ noise တစ်ကောင်ရှိမယ်ကျွန်တော်စတော့ bro ကျန်လှုပ်တယ်လေးတည်အောင်ဒါလေးလှုပ်တာလေအဲ့လေးထည့်ပြမလို့အဲ့ဒါကြီးကတိတ်တော့မိုက်လို့ Okay ကျွန်တော်ပြောရဲဒီကတော့စတော့ပြောမလို့ရတယ်ဒါပေမဲ့မသိတော့ဒီကနေ့တစ်ခွန်တော့ဆောင်းနေ3-4လုံးခေါ်ရအောင်ပင်ပေါင်းများတော့ရ Okay ကျွန်တော်ခိုင်းတွေ့ဒါနဲ့မှ4လုံးပဲခေါ်ရတော့ stat ကြီးရောခေတော့ဒီလိုနဲ့ပဲတစ်တေးတော့ဒီလိုနဲ့ပဲတော့တစ်တေးလိုက်ခုံနေကြခေအားလုံးပဲတော့ခဏလေးပဲရှိတယ်ဗျာတော့ stat ကြော်သွားပြီပေါ့နော်ခေတော့ဒီမှာ day 0တရားတာဒါပေမဲ့ကျွန်တော်အခုက day 1အိုးတော့ဒီနားလေးကတော်တော်လှရတယ် bro ကျုံဟိုဘက်ကအညောင်လေးဒီဘက်ကညောင်လေးအိုးကျုံအလဲကောင်းလေးကြည့်လှရ bro လေ Oh my god အိုးစောင်းလာနေရလေရောက်ပြီလူနေရာလေးကို share ပဲကွာနော်အစတော့ရင်တော့ဆိုရင်တော့ဒီလိုဒီတော့ဆိုရင်တော့လုံးဝမကြိုက်ပါဘူးဒီတော့တော့လုံးဝဆိုမှလုံးဝမကြိုက်ပါအိုးကျုံလှရတယ် bro ရစောင်းလာ Okay အဲ့တော့တော့နေဖို့အိမ်ဆောက်တော့ပါမယ်ဒီမှာဖန်ကင်နေလည်းရှိတယ်အိမ်လေးတော့ဆောက်လိုက်ပါဦးခင်ဗျာကျွန်တော်ဒီနားလေးဆောက်ဖို့ရွေးထားတာပေါ့နော်ဒီနားလေးကိုစောင့်မယ် Let's go Okay ကျွန်တော်ဒီမှာစောင့်နေနေညရောက်သွားပြီပေါ့နော်ကျွန်တော်အဲ့တော့ mine လေးနဲ့ပဲအနည်းနည်းလောက်ပြီးတော့ပဲကူအောင်နေရတော့မယ် Let's go Okay ကျွန်တော်ဒီမှာကူအောင်နေပါပြီအဲ့တော့ cover song တုံးတော့လိုက်တူတော့ Okay ကျွန်တော်အဲ့လိုနဲ့ပဲခိုးလေးရတဲ့လောက်လေးဂျိုထားလိုက်ပါတယ်ဒီခိုးလေးဂျိုကဆောင်းရင်းနဲ့တော့နေအောင်တော့အကုန်ဂျိုလို့မသိခိုးလေးဂျိုကဆောင်းရင်းနဲ့တော့ဘေးက copper stone လေးလိုက်တူလိုက်ပါတယ်Okay တော့ကျွန်တော် copper stone လေးပါလိမ့်ဆိုတော့ကျွန်တော် pick ကဂျိုသွားပြီဒီကပေါက်ကအလဲပေါက်အဲ့လိုထားမယ်ဒီလေးတူမှာပေါ့နော် Okay တော့တူလိုက်ရ Okay ကျွန်တော်တိတ်အများကြီးအောင်တူရသေးပါဘူးညနာထုံးရင်ပေါ့လေညုံတော့တခုပေါက်လိုက်လို့ရှိရင်တော့ဒီထုံးလိုက်ရပြီညမှာမီးရင်တိုင်းထုံးလိုက်မီးရပြီးသွားပြီ yes ပြီးသွားပြီဟိုကတော့ကျွန်တော်မလင်းသေးဘူးငယ်တို့မယ်အဲ့တော့ကျွန်တော်မိုးလင်းအောင်ထိုင်ဆောင်လိုက်ပါမယ်Okay အားလုံးပဲဒီမှာကျွန်တော်မိုးလင်းသွားပါပြီဆိုတော့ကျွန်တော်ပေါ်တင်တက်မယ် Let's go ဒါတော့ဟာကွာခွေးပါကြီးကအိမ်မော်ရောက်နေတာလို့ကွာစိတ်ပြက်ပါလေเนาะအိမ်တော့ကုန်းတော့မှာ
CPU တော်ဒီကောင်းတာတော့ Java ထည့်မထားဘူး Okay ဒီမှာတော့တိုးတစ်ကောင်တွေ့ပါတယ်နောက်မှာဟိုဟာရှိတယ် iron ရှိရပေါ့နော် iron ဆောင်းတာတူးတော့ရ copper တွေရော copper ကဘာလို့တူးလဲဆိုတော့ကျွန်တော် copper မှာလုပ်လို့ရတယ်တူးတာပါ copper မှာလုပ်လို့ရတယ်တော့ထည့်တာ Okay နောက်မှာ crafting table တစ်လုံးရှိတယ် crafting table နှလုံးကျစ်နှလုံးလုံးတော့မချတော့ copper မှာကြီးလုပ်မယ်ကျွန်တော် Okay chap place login how map boo yes ကျွန်တော် copper မှာဖူးရပါတယ် no ကျွန်တော်က skin ပေါ်တော့ skin ပေါ်တော့တခြားမရှိဘူး Okay ဒီအိုင်ယွန်လေးချို့ထားတာကပြီးတော့ကျွန်တော်အိမ်လေးဆက်ဆောက်လိုက်ပါအောင်ကျွန်တော်အိမ်လေးပြီးမှပြန်တွေးပါမယ် let's go ကဲ bro ရေဒီမှာကျွန်တော် short တော့မလို့တော်သေးရဲ့သွေးလေးတစ်ချမ်းပဲကြံတော့အဲ့ဒါလေးကိုနည်းဟိုအဖြစ် short တော့ကျွန်တော်တိုင်ထောင်ပြီးတော့တိုင်ပေါ်မှာထိုင်နေပါတယ် skeleton ကြည့်လို့ပေါ့နော်ဒီတော့ကျွန်တော်ညာခင်းမီးလိုက်ထွင်နေအဲ့လိုတည်းသွားကဲဟုတ်ဒီအပိုင်းလေးကတော့ဒီမှာပဲစတာပါနောက်ထပ်ကျွန်တော်ဘိုင်းထက်ရိုက်ပြီးတော့ကျွန်တော်ဆက်ပြီးတင်ပေးလိုက်ပါမယ် Okay